အားလုံးပဲမင်္ဂလာပါဒီနေ့ကလည်းအယောင် post ပေါ့ဗာလေးလဲဆိုတော့အခုဒီ controller လေးကPRV controller ပေါ့မီကိုတွေမဲနေမယ်ဥစားဖြင့်အခုပြထားတဲ့တော့ဂျိုးဒါတော့ ACC ပေါ့ ACC ဆိုတော့တစ်ချက်ဖွင့်လာမယ်ခလုတ်လေးမှာအနီတက်မယ်အနက်ကတော့ frame ground body ground ကြိုက်တဲ့နာမှာချလို့ရမယ်ပေါ့နော်အခုဒါလေးကတော့ PRV ဆိုနိုင်ကိုဝင်မဲ့အစားလေးဒီခုကတော့ speed sensor တက်ရမယ်အစားပေါ့နော် speed sensor အပြာနဲ့အဖြူနဲ့ပေါ့နော်အဲ့ဒါ space အပြာနဲ့ဖြူနဲ့မှာတော့ဘယ်ဂျိုးပဲတက်ဒါ spare ဂျိုးပေါ့နော်အခုပြလေးတာတွေတော့ဒီ control လေးအကြောင်း control board လေးအကြောင်းပြောပြမယ်ပြောမယ်ဆိုဒီ control board ကဥမာပေါ့သူ့ကို press ကြာလေးနှိပ်ထားလိုက်မယ်ဆိုအခုအပေါ်မှာတွေ့ရမယ်800 2000ဆိုတာဒါ RPM ကိုပြောတာ RPM 8အောင်ပါကိုက slow မှာ850ထားမယ်ဆိုရင်850ဒီဘက်က2100ထားမယ်ဆိုရင်2100ပေါ့နော်အောက်မှာကျတော့ကြည့်လိုက်ရင်01နဲ့21ဆိုတာရှိလိမ့်မယ်အဲ့ဒါကတော့RPM 800မှာကျွန်တော်တို့ Caterpillar တွေမှာဆိုလို့ရှိရင်တော့ socket တက်ထားလို့ရှိရင်9 volt ရှိနေရမယ်ပေါ့နော်9 volt input ရှိနေရမယ်ဒီဘက်က RPM သူကအလုံးလုံးလိုက်တဲ့အချိန်မှာတော့3 volt 4 volt ကြားထဲမှာအချိန်ပြောင်းရှိရမယ်9 volt ကနေ5 volt ရောက်သွားမယ်8 volt ရောက်သွားမယ်3 volt ရောက်သွားမယ်အဲ့လိုအချိန်ပြောင်းလေးရှိမယ်ပေါ့နော်ဒါကတော့ Caterpillar တစ်ခုတည်းကိုရည်ညွှန်းတာပါကျန်တဲ့ set တွေကတော့သူ့မှာရှိတဲ့ပင်ရင်ငကိုတုံးတွေကဥမာပေါ့ 0.3 volt ဝင်တယ်3 volt ဝင်တယ် 1.1 volt ကျသွားတယ်ဒါမှမဟုတ်တက်သွားတယ်ဒါတွေကတော့ကိုယ့်အကိုဒါ control လုပ်ရမှာဖြစ်ပါတယ်set ကိုတော့အပေါ် RPM တော့850 900 1000ကိုကြိုက်တဲ့slow မှာထားမယ် RPM 2100 2200ကိုတင်မဲ့ဥစ္စာပေါ့နောက်800မှာဘယ်လောက်ဖို့ရအောင်မယ်2000မှာဘယ်လောက်ဖို့ရအောင်မယ်ဆိုတော့ဒီ preset ခလုတ်လေးပေါ့နော်ခလုတ်လေးနဲ့နှိပ်ပြီးရွှေ့ပြီးတော့ပြောင်းသွားပြီးတော့လုပ်ရမှာနောက်တစ်ခုပြောချင်တာကကျွန်တော်က circuit maker မဟုတ်ပါဘူးဆက်ပြင်တယောက်ပါအဲကြောင့်မို့ဒီ circuit control တွေကိုကျွန်တော်ရဲ့ own idea ကိုယ့်ရဲ့အကြံဉာဏ်နဲ့ဒါcircuit တွေဒီ control တွေကိုပြုလုပ်ဖို့အတွက်အပ်တာပါအပ်ပြီးတော့မှဒါတွေကိုပြန်ရောင်းတာဖြစ်တဲ့အတွက်circuit ပြုလုပ်သူမဟုတ်ဘူးဆက်ပြင်တယောက်ရဲ့အကြံဉာဏ်နဲ့electronic သမားတယောက်ရဲ့အကြံဉာဏ်နဲ့ပေါင်းပြီးတော့မှသူတို့စီကိုအပ်တယ်သူတို့ကနေမှကျွန်တော်စီကိုကျွန်တော်လိုချင်တဲ့ဥစ္စာလေးတိုင်းပြန်ထုတ်ပေးတယ်အဲကြောင့်မို့ဒီ control တွေမနေ့ကတင်ထားတဲ့ governor motor အပိုင်းတွေအဲ့ဒါတွေက100% fine control ဖြစ်ပါတယ်အားလုံးအလုံးလုံးရမယ်အဆင်ပြေမယ်ဆိုတာလဲ100% အာမခံပါတယ်ဒါပေမဲ့ကျွန်တော်ပြော set တစ်စီးနဲ့တစ်စီးကပေးထားတဲ့ board တွေ control တွေကလုံးဝမတူနိုင်ပါဘူးအဲ့ဒါကြောင့်မို့ set အသစ်မှာရှိထားတဲ့ control တွေ board တွေအတိုင်းကိုကအဲ့ဒီ setting preset လေးနဲ့ adjust လုပ်ပဲမိကိုမမဲဘူးအင်ဂျင်မွေဘူးဆက်မွေဘူးအဲ့လိုအနေထားလေးတွေမှာလိုက်ပြီးတော့မှအခုကျွန်တော်ပြထားတဲ့အောက်ကဥစ္စာဘိုးလေးတွေကိုအချိန်ပြောင်းလုပ်ပေးရမှာပါအခုဒီမှာဘိုးမှာslow မှာ 9.5 volt 9 volt ဆိုတော့ဒီမှာမီတာနဲ့လည်းထောက်ထားတယ် PRV slow မှာ 9.65 volt ရှိနေပါတယ်အဲ့တိုင်းရှိနေရင်တော့ဒီစနစ်တွေအားလုံးကအလုံးလုံးပဲမီကိုတွေမမဲတော့ဘူးအင်ဂျင်မွေးတော့ဘူးရေမစူဘူးအဲ့ပြဿနာတွေကင်းဝေးပြီးတော့အဆင်ပြေပြေနဲ့အလုံးလုံးနိုင်မှာဖြစ်ပါတယ်မနေ့က governor control circuit လေးကိုလည်းဒီလိုပါပဲကျွန်တော်အကြံဉာဏ်ရှိတယ်circuit control ကိုစားထိုးပြီးတော့ဘယ်လိုလုပ်မလို့ auto လဲ idle လဲရကျင်တယ် controller အကြီးစားကြီးတွေဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က560ကုန်ကြမယ်73တန်တို့ဘာတို့မှာဆိုလို့ရှိရင်လည်းဒီ controller တစ်လုံးရတန်ဖိုးက340ရှိပါတယ်ကျွန်တော်ရောင်းတဲ့ဥစ္စာက governor motor control နဲ့ dial switch တစ်လုံးနှလုံးခုတည်းတင်10သိန်းဝန်းကျင်ရှိနေတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကို10သိန်းနဲ့ရောင်းတယ်အခု PRV control လေးကိုတော့ကျွန်တော်ရောင်းမဲ့ဈေးက12သိန်းဝန်းကျင်နဲ့ရောင်းပါပါ12သိန်းနဲ့ကျွန်တော်ရောင်းပေးမယ်အာမခံလည်းပါတယ်အကောင်းတိုင်းဖြစ်ရမယ်အဆင်ပြေရမယ်အလုံးလုံးရမယ်ပေါ့နော်ဒါအဆင်ပြေတဲ့အလုံးလုံးဖို့ဆိုတာတော့ဆောကကျွန်တော်ပြောသလိုပဲ set အသစ်မှာရှိထားတဲ့ကျွန်တော်တို့ PRV ကို control ခိုင်းတဲ့ board တွေအားလုံးကိုဒိုဆန်းမှာဘယ်လောက်ပို့ခိုင်းတယ်ကျွန်တော်တို့ Honda မှာဘယ်လောက်ပို့ခိုင်းတယ်ကျန်တဲ့အတူတူပါပဲကိုဘက်ကမှဘယ်လောက်ပို့ခိုင်းတယ်ဒါတွေကိုတော့ PRV control circuit slow မှာဘယ်လောက်ရှိမယ်2200 RPM မှာဆိုဘယ်လောက်ရှိမယ်ဒါတွေကိုတော့အားလုံးကသိနေပြီးသားဖြစ်တဲ့အတွက်ဆက်ပြင်တွေကျွမ်းကျင်တဲ့ဆက်ပြင်တွေတက်မှသာအဆင်ပြေမှာပါကျွမ်းကျင်တဲ့ဆက်ပြင်တွေဆိုတာဆက်ပြင်ညီငယ်လေးတွေလည်းဒါကိုတက်လို့အဆင်မပြေဖြစ်လို့ရှင်လဲဝယ်ယူသွားပြီးအဆင်မပြေဖြစ်တာရှင်လဲလှမ်းမေးပါအဆင်ပြေအောင်အတတ်နိုင်ဆုံးကျွန်တော်ကကုညီဆောင်ရွက်ပေးမှာပါ